Hello, moi afa mi ma dalo mi onion boy ma bang ne ayan ta lo di ni lo sa ba me. So afa ma pa ba ne onion boy blo lo le so recipe le sharing လုပ်ပြီးမယ် လိုအပ်တဲ့ ingredients လေးတွေတော့ပါမယ်ဆိုတော့မလက်ထဲမှာပတ်စံတော့ cash က1300ရှိရယ် KP ထဲမှာတော့1000ခွဲလောက်ရှိတယ်ဆိုတော့အလုံးပေါင်း3000လောက်ရှိရယ်ဆိုတော့ဒီနေ့လောက်အောင်ဝယ်ပါမယ် onion boy ကဒီလိုမျိုးချက်တော်နဲ့လောက်စားတာပို့ပြီးတော့စားလို့ကောင်းပါတယ်ရိုးရိုးချက်တော်နဲ့လည်းစားလို့ရတယ်ဒီဟာလေးကတော့9000ကျပ်ပါရှင်ပါဝင်တဲ့ ingredients တွေကအရင်ရိုးရှင်တော့အများကြီးတော့သိဝယ်စရာမလိုရေချိုးဆက်ပြမရှိလို့ရေမချိုးက300လောက်ရှိပြီဆိုတော့ရေချိုးဆက်ပြလေးဝယ်မယ်အားတော့မိုမြဲတဲ့3မြင့်နေတဲ့ shower ဂျယ်လေးသူက boost stop ပြည့်နေဆို pouch လေးပဲရှိတယ် 25% နဲ့တက်တာ pouch က400 ml မှာ6200ဆိုတော့ဘူးနဲ့50 ml လောက်ပဲကွာဆိုတော့ဒါလေးပဲဝယ်လိုက်မယ်9000ရှိတာဆို1000ပဲထားဘူး1000ရ1600အဓိကကတော့ top ဘက်ဝယ်ရပါမယ် top ဘက်ကဒီလိုမျိုး4400ရန်လည်းရှိတယ်မိုးကတော့ဒီ mother choice တုံးနေကြဆိုတော့ mother choice လေးပဲဝယ်လိုက်မယ်4400 6500ပဲထားမှာ1500ကျန်မိုးတို့အယောင်တမုံနဲ့ညတိချက်မုတ်လေးဝယ်ပါမယ်သူကတော့တထုပ်ကို900ပေးရပါတယ်ရှင်အတွက်ကိုတော့မိုးကတန်ပီယိုသီးလေးထည့်ပါမယ်ရှင်ဆိုတော့ကျန်တဲ့ ingredients တွေကတော့အရင်မလို့ချက်မှာပဲကြည့်တော့ဆိုတော့ဝယ်ပြီးအိမ်ပြန်ပါတော့မယ် Today we are going to make an viral onion boil လုပ်ပြီးချိုးမယ်moi di lex မှာဆိုရင် rosy glow ကိုပို့ပြီးတော့ကြိုက်တယ်အိမ်မှာရှိရဘူးတွေကိုပဲ refill လုပ်လိုက်တယ် eco friendly လည်းဖြစ်တာအဲ့တော့ onion boil လေးကပြုတ်ထားရမှာဆိုတော့အဲ့ဒီချိန်တွင်လေးမှာမိုးရေချိုးဖို့အတွက် ready လုပ်ထားလိုက်ပါမယ်ရှင်အထုပ်ကကြတော့ဘူးနဲ့50 ml လောက်ပဲကွာရဆိုတော့ကျွန်မတို့ကတော့ okay စုပြေပဲပုံမှန်ဆိုရင် onion boil ကို ever နဲ့လောက်စားကြတာများတယ်ဒါပေမဲ့မို့အရန်စားကြတော့ recipe လိုက်ရှာရင်းနဲ့မှာဒီ ever မလို့ပဲနဲ့လုပ်တဲ့နည်းလေးတွေ့တာလို့ပြန်ပြီးတော့ sharing လုပ်ပေးရပါမယ်ဥလေးတွေကိုဒီညက်တိုင်လေးနဲ့လေရဥတိုင်းလေးတွေထုတ်ပါမယ်ရှင်ဒီမှာဟောင်းလောက်ပေါက်လေးဖြစ်နေရပါပြီနော်ချက်သွန်ခွာရင်းနဲ့ခိုးမငိုကြနဲ့နော်မိုးတို့အခုလွတ်နေတဲ့နေရာလေးတွေကိုထောပတ်လေးဖြည့်ပါမယ်ထောပတ်ကိုအနေတော်လေးလီးပြီးတော့ filling လေးလုပ်လိုက်ပါမယ် onion boil အတွက်အဓိက sauce အနည်းလေးလုပ်ပါမယ်ထောပတ်လေးကိုအပူပေးပြီးတော့အဲ့ဒီတဲကိုချက်သွန်ပြူနှုတ်ဆင်းထားတာလေးတွေထည့်လိုက်ပါမယ်ပြီးရင်တော့အယောင်တင်မုံနဲ့ငရုတ်သီးမုတ်လေးကိုကြိုက်တဲ့လောက်ထည့်ပါမယ်ဟိုကအချိုနည်းနည်းကြိုက်တော့ခရုစီလေးနည်းနည်းနဲ့ပဲငံမြရဲ့အချိုလေးနည်းနည်းထည့်လိုက်ပါမယ်အရသာအတွက်ချက်သားမုတ်လေးထည့်မယ်ပြီးရင်တော့တမယာသီးလေးညှစ်လိုက်ပါမယ်မိုးကတော့အချင်းကြိုက်လို့များများလေးညှစ်ပါတယ်အဆုံးမှာတော့ငရုတ်ကောင်းမုတ်လေးထည့်ပြီးတော့ sauce လေးတမအောင်မှွေပေးလိုက်ရင် onion boil အနည်းလေးရပါပြီအဓိက sauce အနည်းလေးရရင်ကြံတာအကုန်လုံးရလွယ်ပါတယ်ဟိုအပူပေးရေလေးနည်းနည်းထည့်ချက်သွန်နီဦးလေးတွေထည့်ပြီးတော့မှအနည်းလေးတွေကိုသူ့ပေါ်ကနေလောင်းထည့်ပြီးတော့ပြုတ်ထားလိုက်ရင်ရပါပြီ။ဟိုကတော့ရေနည်းနည်းချင်းစီထည့်ပြီးတော့ခဏပြုတ်ပေးပါတယ်။ရေအရင်အများကြီးထည့်လို့ရှိရင်ချက်သွန်နီဦးတွေကကွဲပြီးတော့ပြဲသွားတတ်ပါတယ်။ရှည်ရှည်လေးနဲ့ရေနည်းနည်းချင်းစီကိုခဏထည့်ပြီးတော့ပြုတ်ပေးရင်ပို့ပြီးတော့စားလို့ကောင်းပါတယ်။အေးရတာပုံဝင်ခြင်းတဲ့အတွက်မူကထိတ်လေးတွေကိုဒါလေးနဲ့နည်းနည်းခွဲပြီးတော့အနည်းလေးတွေကိုခဏအပေါ်ကနေလောင်းပြီးတော့ဆန်းပေးပါတယ်။အဲ့တော့မှအနည်းအေးရတာချက်သွန်ဦးတွေကိုများများလေးဝင်ပါပေါ့နော်။ကျမရဲ့ onion boil လေးရပါပြီ။အယောင်နဲ့အရန်ကိုစားချင်စရာကြီးဖြစ်နေပြီ။ကျမတော်တော်လေးရေချိုးချင်နေပြီအရန်လည်းပူနေပြီဆိုတော့ရေချိုးပါမယ် onion boil ပြုတ်ရင်လည်းချိုးရင်ကြတော့အိုးကတ်သွားမှာဆိုလို့မချိုးရဲဘူးပေါ့နော်ချိုးပြီးမှပဲအားရပါရကြိတ်တော့မိုးရှာဝါကျဲဆိုလို့ရှိရင်လေအနံ့ကိုလေတော်တော်လေးမှုေးနေမှာသုံးပြစ်တာများရေချိုးလိုက်တာနဲ့ရေချိုးကန်တစ်ခါလုံးအပြင်ကနေပါအနံ့မှုေးနေတာမျိုးမိုးကအရန်သဘောကျရေချိုးပြီးတော်တော်ကြာထိကိုအနံ့လေးမှုေးနေတာကိုအရန်သဘောကျဒီ lex ဆိုလို့ရှိရင်မိုးခရမ်းရောင်လည်းအမြဲတမ်းသုံးတယ်အခုအသစ်ထွက်ထားတဲ့ဒီ lex rosy glow လေးဆိုလည်းအနံ့တော်တော်လေးမှုေးရှာဝါကျဲဆိုလို့ရှိရင်အမြုပ်အများကြီးထွက်နေမှာရေချိုးလို့ကောင်းတာကွာဒီကပြီးတော့ဒီ sponge ကိုရေဝအောင်ဆွတ်ပြီးတော့မှသူ့ရဲ့ရှာဝါကျဲထည့်ပြီးတော့ပွင့်ရင်လေအမြုပ်ကတအားထွက်တာရှာဝါကျဲ texture လေးကလေကြိတ်မှုပဲနဲ့ပြစ်လေးမှာသူ့ရဲ့ color လည်း bling bling လေးအနံ့ကဘလောက်မွေးလဲဆိုမို့အိမ်မှာတယောက်ရေချိုးရင်နောက်ကလူပါလိုက်ချိုးရရေချိုးကန်းနဲ့မောင်အခန်းပြင်မှာအနံ့လေးကမှုေးနေရပြီးတော့မိုးကကြောကုန်းမှာ bad acne အရန်ထွက်တတ်တဲ့အဲ့အတွက်ကြောင့်သူ့အိမ်မှာကniacinamide ရဲ့ glutar essence ရဲ့5ဆတောင်ပါတယ်ဆိုတော့အဆင်ပြေအများကြီးထွက်တာကြောင့်လေရေချိုးပြီးလို့ရှင်လေလို့ကြီးရေတော်တော်ပြောင်သွားသလိုခံစားရတယ်အသားလေးကပြောင်ချောပြီးတော့လေဆဆဝန်းဝန်းလေးလေးဖြစ်သွားတယ်ရေချိုးရင်ဆက်ပြအကြာကြီးတိုက်တဲ့သူဆိုတော့ရေချိုးပြီးွားရင်အသားလေးကပြောင်ချောပြီးနုနုညံ့ညံ့အီလေးဖြစ်သွားတယ်ကိုပြန်မှုေးကြည့်ရင်တော့မှလေသူ့ရဲ့အနံ့လေးကလေလုံးဝမပြောက်သွားဘူးအနံ့လေးကမှုေးနေရပဲရေချိုးပြီးရင်လေသူ့ရဲ့ဆက်ပြားလေးချွဲပြီးကြံခဲ့တာမျိုးမရှိဘူးလုံးဝပြောင်နေရကွာဒီလားအသားပုတ်လို့ရှိရင်ကြွရောင်မြည်ရပြီးတော့အဲ့လိုအသားကလုံးဝ moisturize အပြည့်ဖြစ်ပြီးတော့ smooth ဖြစ်ပြီးကြံခဲ့ရလေးကိုတော်တော်လေးသဘောကျတယ်အဲ့တော့ရေချိုးပြီးတော့မှုေးကြံပြီးတော့ကျမရဲ့ onion boil လေးစားပါတော့မယ်ကြည့်အောင်စားကြည့်ကြရည်This is my very first time onion boil but not bad. A little ငန်မိမဲ့လေကျမအငန်ကြိုက်တော့စားလို့ကောင်းတယ်အသားမုတ်လေးတော့နောက် short ထည့်မယ်စားကောင်းနဲ့စားလိုက်တာကျမလေးကိုကျွေးဖို့မိသွားပါတယ်သုံးလုံးကုန်ပြီးပြောင်းသွားတယ်ပေါ့နော်ဆိုတော့အားလုံးပဲလိုက်လို့စားကြည့်ကြပါအရန်ကိုစားလို့ကောင်းပါတယ်ဆိုတော့အားလုံးပဲချစ်တယ် I love you bye bye